မြဲလှနေတော့အမလေးချစ်တဲ့နော်အပွားလာပြီငါသမီးမတွေ့ရတော့ကြာပြီအဲ့တော့လေအခုခေတ်ကလည်းလေဘလို့ဖြစ်တယ်လဲဆိုတော့လေကျမလည်းလေအင်တာဗျူးတွေတက်လာလို့ရှင်ကြည့်လို့ရှင်လေဒီခေတ်ကလေးတွေပေါ့လေအဓိကတော့အနုပညာလောကတွေကိုခြေလမ်းမယ်ဆိုတဲ့ကလေးတွေကလေသူတို့အုံနောက်တွေကိုစစ်ဆေးဖို့လိုသလားမသိဘူးเนาะကျမအဲ့လိုမြင်တာပဲသိလားအုံနောက်အရေးသွေးလေးတွေနည်းနည်းလိုတယ်နဲ့တူတယ်เนาะဘာဖြစ်လို့သူတို့အင်တာဗျူးလေးတွေကြည့်လိုက်လို့ရှိလို့ရှင်လေ100%မပြည့်ဘူးလားပြည့်ရဲ့နဲ့ပဲမပြည့်ကြအောင်စောင်းပြီးတော့ပဲဦးကြောင်ကြားတွေလုတ်ပြီးတော့မှဖြေနေသလားသူတို့တွေကတော့မျက်နှာကြောင်တိုက်ပြီးဟီလာဟာလာနဲ့ဖြေနေပေမဲ့သူတို့ဖြေတဲ့အဖြေတွေကိုနားထောင်ရတဲ့ကျမတို့ကသူတို့အစားရှက်နေတာနော်အဲ့တော့လေလူတယောက်လူဖြစ်တယ်ဆိုတာလေကျမတို့ခုနလိုပေါ့အနုပညာလမ်းကြောင်းကိုရှောက်ဖို့အောင်မြင်တဲ့လမ်းကြောင်းကိုသွားဖို့လူသိထင်ရှားဖို့လုပ်ကြတယ်ဆိုရင်လေကိုယ့်ရဲ့ ability ကိုယ့်ရဲ့ talent အနေနဲ့လုပ်လို့မရဘူးလားအဲ့လိုမျိုး attention any attention ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လူသိရင်ပြီးရောငါတို့လူစိတ်ဝင်စားရင်ပြီးရောဆိုပြီးတော့မှကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုရင်းလိုက်ပြီးတော့မှတခါတည်းအဲ့လိုလူသိအောင်လုပ်ဖို့လိုအပ်သလားလို့ကျမတို့လည်း social influencer ပါ social ပေါ်မှာ media ပေါ်မှာမိပြီးတော့မှအလုပ်လုပ်စားရတဲ့သူပါကျမ social media ပေါ်မှာဈေးရောက်မယ်လို့ဒါကျမရဲ့အတွေ့အကြုံလေးနဲ့ကျမတို့ရက်တီချက်ကလေးကိုပြောပြတာပါเนาะအတူယူမယ်ဆိုလဲအတူယူလို့ရအောင်ဆင်ကျင်မယ်ဆိုလဲဆင်ကျင်လို့ရအောင်လို့ကျမကိုယ်တွေ့လေးကိုပြောပြတာပါအဲ့တော့လေကျမတို့ကဒီ social media ပေါ်မှာအလုပ်လုပ်မယ်လို့စဉ်းစားတဲ့ပေါ့เนาะဒီ page လေးတွေကတော့ဒါအရင်နေ့ကဖွင့်ထားတယ်ပေါ့ဖွင့်ထားတယ်ဆိုတဲ့ခါကျတော့စဉ်းစားပြီးတော့မှအလုပ်လုပ်မယ်ဆိုတဲ့အခြေအနေမှာကျမရဲ့ page မှာကျမရဲ့ Facebook friend တွေပေါ့လေမိတ်ဆွေတွေအတိုင်းဝိုင်းတွေဆွေမျိုးတွေရဲ့ရှိနေတဲ့ဟာလူလေး1500ပဲရှိတယ် follower အဲ့ဒီကနေလေကဲ live လေးလွှင့်ကြည့်မယ်ပေါ့နော် live လေးလွှင့်လို့ရတယ်ဆိုတဲ့ခါကျတော့ live လေးလွှင့်ပြီးတော့မှကျမအဲ့နေကအဲ့လိုစကားလေးထိုင်ပြောတာပေါ့နော်အဲ့တော့ speech လေးတွေပေါ့လေကျမအရင်နေ့ကစာရိုပေစာလေးတွေရေးတဲ့ခါကျစကားပြောကောင်းနေဆိုပါစို့မမတို့ရေနော်စကားလေးနည်းနည်းစာဖတ်အားလေးနာထားတဲ့ခါကျတော့စကားပြောဖို့အတွက်ကိုဝမ်းစာလေးရှိတယ်ပေါ့ရှိတော့ကျမအဲ့လိုလေးစကားလေးပြောတဲ့ခါကျတော့အားပေးတဲ့သူလေးတွေရှိလာတယ်ပေါ့နော်အဲ့လိုကနေပြီးတော့ကျမ motivation speech လေးတွေပြောရင်းနဲ့ Facebook မှာဒီလိုလေးလူသိလာတယ်ပေါ့လေနော်ဆိုတော့အဲ့တော့အဲ့ဒီကနေမှဈေးလေးတွေရောင်းနေပေါ့လေနော်ဈေးလေးတွေရောင်းနေဆွဲထားတဲ့ဆွဲသီးဈေးလေးတွေရောင်းနေပေါ့ဆွဲထားတဲ့ဆွဲသီးဈေးက2990နော်အဲ့တော့လေအဲ့လိုပဲ motivation speech လေးတွေပြောပြီးတော့မှဈေးလေးရောင်းလိုက်စကားလေးတွေပြောလိုက်နေဒီလိုမျိုးလေးနဲ့အလုပ်လုပ်လာတယ်ပေါ့နော်အလုပ်လုပ်လာပြီးတော့မှလေကိုဒီလိုလေးတဖြည်းဖြည်းနဲ့လူသိလာတယ်အဲ့မှာနိုင်ငံရေးအပြောင်းလဲတွေဖြစ်တဲ့ခါကျတော့ဘယ်သူကနေဘယ်လိုဖွာလိုက်လဲမသိပါဘူးเนาะကျမဟောဟာစစ်ဘိုးကတော့ဘိုးချုပ်ကတော့ဘာကတော့ညာကတော့ခုနပြောတယ်လို့မျိုးဟာသိတယ်လားအဲ့လိုမျိုးဆိုတော့အဓိကကတော့တာမန်မိန်းမတယောက် social media ပေါ်မှာအောင်မြင်နေတယ်ဒါကိုမနာလို့တော့တိုက်ခိုက်ချင်တော့ဘယ်သူကစပြီးတော့မှ propaganda လုပ်လိုက်လဲတော့မသိဘူးကျမကစစ်ဘိုကတော့ဆိုပြီးတော့မှဒီလိုလေးဖြစ်တယ်ပေါ့နော်ဒီလိုလေးဖြစ်ပြီးတော့မှတိုက်ခိုက်ကြတာပေါ့အလုံးရင်းနဲ့ဝိုင်းဝန်းပြီးတိုက်ခိုက်ကြတယ်ကျမလေးဖြေလဲမဖြေရှင်းမှုပြောလဲမပြောဘူးအဲ့လူတွေကိုလည်းကျမ any responsible ကျမပြန်ပြောမနေဘူးကျမအလုပ်ကိုပဲကျမလုပ်တယ်ကျမမှန်နေထင်တဲ့အရာကျမကလူတွေကိုအကျိုးပြုစေတဲ့အရာတွေကိုကျမလုပ်တယ်နီးတာစိမ့်တာပြတာဝါတာဒါတွေကိုကျမမခွဲကြဘူးကျမလူစရာရှိရင်လူတယ်ကျမ private လုပ်စရာရှိရင်ကျမစိတ်အဖြူတယ်နဲ့ private လုပ်တယ်ကျမပြောစရာရှိရင်လူတွေအကျိုးရှိမယ်လို့ပြောစရာရှိရင်လူတယောက်တော့မုန်းသွားမယ်လူအများအကျိုးရှိတယ်ဆိုကျမပြောမယ်ဆိုပြီးတော့မှလေကျမအဲ့ဒီခံယူချက်နဲ့ပဲကျမဒီလမ်းမှာကျမဒီတိုင်းပဲရှောက်လာတာအချိန်တစ်ခုအထိအခုအချိန်နေအထိကျမနှစ်များစွာကျမရက်တည်နေနိုင်တယ်ကျမရဲ့အတိတ်ကိုပြန်ကြည့်ရင်လေကျမကိုကျမရှက်စရာကျမကိုကျမတိမ်ငယ်စရာဘာတစ်ခုမှမရှိဘူးအဲ့တော့အချိန်တန်ရင်သူ့ဟာသူလူဟာနင်းနဲ့တိသွားပါလိမ့်မယ်အဲ့တော့လူတော့အချိန်တိုအတွင်း view တွေများသွားတယ်လူတော့အချိန်တိုအတွင်းတိသွားတယ်ငပေါ်အယူငကြွားချက်မပြည့်အဲ့လိုတိတာကိုခံချင်တာလားဒီခက်ကလေးတွေကအဲ့လိုဖြစ်နေတယ်အဲ့တော့သူတို့က interview တွေဖြေကြတယ်နော်ကျမဆိုလေကျမကို interview ကျမမဖြေဘူးသိလားဘာဖြစ်လို့လဲဆိုတော့လေ
စကားအမားပါသွားမှအရန်ကြောက်တယ်နောက်တစ်ခါကျမတို့ကမလိုလဲမလိုအပ်ဘူးလေနော်ကျမတို့သွားနေတဲ့လမ်းကြောင်းကအဲ့ interview တွေခေါ်ပြီးတော့မှဖြေပြီးတော့မှအဲ့လိုမျိုးကြီးတွေလုံးဝလောက်အောင်မလိုအပ်ဘူးလေကျမတို့ကကိုလမ်းကြောင်းလေးပေါ်မှာကိုယ့်ကိုဂုံတိတ်ခါနဲ့ကြက်တီရှိအဆင့်တန်းရှိနော်ဒီလိုလေးရှောက်လန်းသွားတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဲ့ဒါတွေလည်းမဖြေဘူးစိတ်လန်းဝင်စားအေးဖြေကြလို့မှစိတ်ဝင်စားလို့မှလိုအပ်လို့မှဖြေကြတဲ့ကလေးတွေကလေဂုံတိတ်ခါရှိအဆင့်တန်းရှိ smart ဖြစ်ရမှာပေါ့နော်အခုက smart လေးတွေမဖြစ်ကြရှာဘူးနော်ဆိုတော့ကျမလေးတစ်ခါလေးစဉ်းစားတယ်သူတို့တွေလို့အနုပညာလောကတွေကိုဝင်မှုအတွက်ကိုခြေလန်းနေပြင်ကြတာလို့အရင်ဆုံးလို့အနုပညာအရေးအသွေး talent တွေ ability တွေကိုမစစ်စေးခင်သူတို့ရဲ့အုံနောက်တွေကိုစစ်ရမလားမသိဘူးအုံနောက်တွေနော်ဒီလိုမျိုးအများပြည်သူကအတူယူမဲ့စံပြပေါ့နော်ပုံကိုယ်တွေအဖြစ်ရှောင်လန်းခြင်းနဲ့လူတွေဟာအုံနောက်ညံသွေးမပြည့်ဘူးဆိုလို့ရှိရင်ပြည်သူအတွက် toxic ဖြစ်စေတယ်လေဟုတ်လားကျမတို့အရင်တော့နာမည်ကျော်တရုတ်ဆောင်ကြီးတွေဦးဝင်းဦးတို့လို့နော်စာကြီးဥတုခကြီးတို့လို့ကဲဘလောက်ဒီပုံကိုကြီးတွေဆိုရင်လေစာဖတ်အားတွေနာပြီးတော့မှဘလောက်ပညာအရေးသွေးတွေနဲ့ဘလောက်တီတောင်ပြည့်ဝတဲ့နော်တကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်ခဲ့တယ်လေအခုခေတ်ကလေးတွေအမှုပညာလောကတွေကိုဝင်မဲဆိုရင်မထော်တွေဖြေတာမထော်တွေနော်မထော်တွေဖြေတာသိလားအမလေးဘသူနဲ့တူပါတယ်ဗမာစကားကိုဘလို့မတက်ပါဘူးငပိရင်နဲ့ကိုဘလို့မခံနိုင်ပါဘူးအခုမနေ့ကပဲကြည့်လိုက်ရတယ်အင်ကြီးအဟောင်းတထဲမှမရှိပါဘူးစသဖြင့်ပေါ့နော်ဘလို့ခေါ်မလဲလူသားမဆန်တဲ့အဖြေတွေဖြစ်နေတယ်ပေါ့နော်ကျမတို့ဘယ်ဘဝတွေကလာကြလဲတော့မပြောတတ်ဘူးเนาะကျမတို့ဆိုရင်အိမ်မာနေရင်ဆိုလို့ရှိရင်စပတ်အဆုပ်လေးဝတ်လိုက်ရမှာစပတ်အင်ကြီးလေးဝတ်လိုက်ရမှာအင်ကြီးအဟောင်းလေးဝတ်လိုက်ရမှာအိမ်နေရင်ဝတ်အင်ကြီးလေးအဲ့ဒါမှလူကလေးအမလေးအေးချမ်းပြီးတော့မှ comfortable ဖြစ်ပြီးလွတ်လပ်ပြီးတော့မှလေစိတ်လို့ကိုလွတ်နေလေအရသာတွေကိုရှိလို့เนาะဟုတ်လားအိမ်နေရင်နဲ့အိမ်မှာအိမ်နေရင်တော့လေကျမတို့က branded တွေနဲ့စတိုင်တွေမလိုက်နေနဲ့မနေပါဘူးဟုတ်တယ်လားနော်အိမ်နေရင်အဝတ်ဆိုတာတော့ရှိကြပါတယ်အဲ့တော့လေနားထောင်ရတာတွေတွေ့ရတာတွေမြင်ရတာတွေကလေသူတို့ကတော့ဘယ်လိုစိတ်နဲ့ဘယ်လိုတွေဖြေကြလဲမသိဘူးနော်ဒါပေမဲ့သူတို့တော့ဟုတ်လာပြီလို့တော့ဖြေကြတာပေါ့ဒါပေမဲ့ကျမတို့ကြည့်တဲ့သူတွေမှာလေသူတို့ဖြေနေတဲ့သူကဘယ်လိုဖြေနေလဲမသိကြည့်တဲ့သူကသူတို့အစားရှက်တာနော်အဲ့တော့ကလေးတွေကိုလေမှားကျင်တာကအနုပညာလောကတွေကိုဝင်ကျင်တယ်အနုပညာလောကတွေကိုရှောက်လန်းကျင်လို့စူးစမ်းကြတယ်ဟာအခုလိုမျိုး interview တွေအပြိုင်ဆိုင်ဖြေကြပြီးတော့မှလူသိအောင်လုပ်ကြရဆိုကိုယ့်ရဲ့အရေးအသွေးကိုယ့်ရဲ့ ability နဲ့မလုံနိုင်ဘူးလားကိုယ်သွေးနဲ့အရေးအချင်းနဲ့ဗရမ ्या မှန်ရင်နှုံမနစ်ပါဘူးဟုတ်တယ်နော်ဗရမ ्या မှန်ရင်နှုံမနစ်ပါတကယ်သာအရေးအချင်းရှိထင်ပေါ်ရင်စင်တော်ကကောက်ပါလိမ့်မယ်အဲ့တော့ငပေါ်တွေအခုကကြည့်လိုက်လို့ရှိရင်အကုန်ငပေါ်တွေကြီးပဲအကုန်ချက်ပပြည့်တွေကြီးပဲနော်ကြည့်မိတဲ့ကိုရီးယားအမှားအဲ့တော့နောက်မျိုးဆက်ကအဲ့လိုတွေတောင်အုံနောက်တွေနဲကုန်ရပြီလားအဲ့လိုတွေတောင်မှတွေးတောဆင်ခြင်နိုင်တဲ့ပညာဉာဏ်တွေနဲကုန်ရပြီလားလို့နောက်မျိုးဆက်ကိုကြည့်ပြီးတနာမိတယ်တစ်တော်တဲ့ကလေးတွေရှိပါတယ်ဒါမဲ့ဒီလိုမျိုးအနုပညာလောကတွေကိုဝင်မယ်ဆိုတဲ့ကလေးအများစုရဲ့အင်တာဗျူးတွေကြည့်လိုက်လို့ရှိရင်ကျမအကြံပေးချင်တာကတော့အနုပညာလောကတွေမဝင်ခင်သူတို့ရဲ့အုံနောက်တွေကိုသွားပြီးတော့မှအရင်ဆုံးစစ်တဲ့တယ်နော်အဲ့လိုလေးကိုမြင်နေရတယ်ဆိုတော့လေတကယ်ကိုအရေးအသွေးတွေအရေးချင်းနေနဲ့အနုပညာအရေးအသွေးတွေပြည့်အောင်စူးစမ်းကြစမ်းပါမဟုတ်တဲ့မထော်တွေမတော်တွေဖြေးနေတာတွေကြည့်ရတဲ့ပရိသတ်ကြီးကိုမတနာဘူးလားပရိသတ်ကြီးကမြကြည့်ရတာလေအားပေးချင်လို့ကြည့်လိုက်လို့ရှိရင်လေဟာအဲ့လိုဖြစ်သွားတာနော်အားပေးချင်လို့ကြည့်လိုက်တယ်အော်ဒီကလေးလေးလို့အားပေးချင်လို့ကြည့်လိုက်တယ်ဟာတယောက်ကြည့်လိုက်လဲတယောက်ကြည့်လိုက်တယ်ဟာဆိုနောက်ဆုံးကြတော့လေဒီကလေးတွေကြက်မပြည့်ရလားလို့အဲ့လိုတော့မြင်ရတယ်နော်သားတို့သမီးတို့မှားခြင်းနေဆိုတာကလေအရေးသွေးကိုယ့်ရဲ့ ability ကိုယ့်ရဲ့ဂုဏ်သိက္ခာပြည့်အောင်နေစမ်းမှာအရေးချင်းနဲ့အရေးသွေးနဲ့နေစမ်းမှာနော်အချိန်တန်ရင်ထင်ပေါ်ရင်စင်တုံကကောက်ပါလိမ့်မယ်တို့တွေလည်းအနုပညာလမ်းကြောင်းတော့မဟုတ်ပါဘူးတို့တွေလည်းဒါ social influencer အနေနဲ့ရှောက်လန်းခဲ့တာဆိုရင်ကိုယ့်ရဲ့ဂုဏ်သိက္ခာနည်းနည်းမှအထိပါမခံဘူးကိုယ့်ဟာကိုယ်လေးကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ငပေါ်ဘယ်တော့မှမလုပ်ပလိုက်ဘူးအချိန်တန်တော့သူ့ဟာသူတိလာပါတယ်အခုချိန်မှာဒိုးတွေလိုလူမျိုးတောင်မှပဲအပြင်သွားလိုက်လို့ရှိရင်အယ်မွန်သင်းမန်းလူတိတယ်ငပေါ်လို့မကြည့်ရဲဘူးတလေးတစားနဲ့ဆက်ဆံရတယ်အဲ့တော့ထင်ပေါ်ရင်စင်တော်ကကောက်ပါလိမ့်မယ်အရန်ငပေါ်တွေမလုပ်ကြပါနဲ့သားတို့သမီးတို့ရေကြည့်ရတာသားတို့သမီးတို့အစားကြည့်ရတဲ့သူတွေကရှက်တယ်
ဟဲ့ငါတို့မြန်မာလူမျိုးကလေးတွေအားလုံးတွေဖြစ်နေပြီလားအားလုံးတွေကြက်မပြည့်နေဘူးလားနော်ဟိုလီမင်းဟိုတဲ့ချီပြူတွင်းအမေဆိုတဲ့ကလေးလေးဆိုလဲလေကျမသူ့ကြည့်ပြီးတော့လေကျမတနာကိုတနာလာတာနော်အဲ့တော့လေညံအုံနောက်တွေအရင်ဆုံးသူတို့ကိုစစ်ရမယ်စစ်ဖို့လိုအပ်နေပြီ